မာရီကျေးဇူးတင်ပါတယ်ရော့ဂျိန်းစီရဲ့မေကွန်းကိုဆက်ပြီးမေးချင်တာကတော့လုံခြုံရေးဝန်ကြီးနိုင်ကအလက်စပရီဒီဂျိန်းစီရဲ့မေကွန်းအကျန်းဖက်လို့ရတဲ့ရဲ့ချင်တာကလုပ်ခဲ့တယ်လို့ပြောထားပါတယ်စတီဖင်လက်စပရီလည်းဘရီဒီအကျန်းဖက်လို့ရတဲ့ရဲ့ဖက်သမားလို့လုပ်ခဲ့တယ်လို့ပြောထားပါတယ်သမရကလည်းအဲ့ဒီလည်းဘရီဒီပါသလားပြည်ရင်းအကျန်းဖက်သမားလို့တစိမ့်တက်ခဲ့ပါတယ်သမရကလည်းအဲ့ဒီလိုပဲသမရကမစ္စတာဘရီဒီကိုအဲ့ဒီလိုအမည်ပေးခေါ်တာကိုကျွန်မမကြားပြောပြီးသားလို့ပဲဒါပေမဲ့သမရကစုံစမ်းစစ်ဆေးမှုအဲ့ဒီလိုအမည်ပေးခေါ်တာအချက်လက်တွေကျွန်မမကြားဘူးပါဘူးဆုံးဖြတ်စေခြင်းလို့ပြောထားတာစုံစမ်းစစ်ဆေးမှုအတွင်းထွက်လာမဲ့အချက်လက်တွေကိုအခြေခံပြီးဆုံးဖြတ်စေခြင်းလို့ပြောထားတာကိုတော့ကြားဆိုရတဲ့ကအထက်တန်းရာရှိတွေပြောခဲ့တဲ့စကားလုံးတွေထက်အဆုံးကာလလမ်းကြောင်းတစ်ခုဆိုရနေပါတယ်အထက်တန်းရာရှိကယ်ရိုလိုင်းကိုတိုက်ရိုက်မိခဲ့ပါတယ်မတူညီတဲ့လမ်းကြောင်းတစ်ခုရေးဝင်လိုက်နေပါတယ်ကျွန်မကမီလာတို့လိုလိုင်းကိုတိုက်ရိုက်မိခဲ့ပါတယ်ကျန်းဖက်လို့ရလို့ချက်ချင်းသတ်မှတ်ခဲ့နိုင်တဲ့စတီဖင်မီလာတို့တွေပဲဒီဖြစ်ရပြင်ကျန်းဖက်လို့ရလို့ချက်ချင်းသတ်မှတ်ခဲ့ဆိုတာဒါမှမဟုတ်အလက်စပရီဒီကိုဒီရင်ကျန်းဖက်သမားလို့ခေါ်တာကိုစကားလုံးဘောတူသလားဆိုတာမကြားဘူးလို့ပြန်လဲဖြေကြားခဲ့ပြီးအုတ်ချုပ်ရေးအဖွဲ့တွင်ရှိစကားလုံးတချို့ကအသုံးပြုခဲ့တဲ့စကားလုံးတွေပြန်လဲဖြေကြားခဲ့ပြီးအုတ်ချုပ်ရေးအဖွဲ့တွင်ရှိတွေ့ရပါတယ်တချို့ကအသုံးပြုခဲ့တဲ့စကားလုံးတွေနဲ့သမရကိုခွာထုတ်ဖို့စူးစမ်းနေတယ်လို့တွေ့ရပါတယ်ဒီလိုအမြန်ဆုံးဆုံးဖြတ်ချက်ချခဲ့တာကိုစိုးရိမ်မိတာဆိုတာပါဒါပေမဲ့သူ့ဖွဲ့အတွက်ကယ်ရိုလိုင်းကအမြန်ဆုံးဆုံးဖြတ်ချက်ချခဲ့တာကဆက်လက်ပြီးသမရဟာစုံစမ်းစစ်ဆေးမှုရဲ့ရလဒ်ကိုကယ်ရိုလိုင်းကမဖြေပါဘူးအလေးပေးပြောနေတာဆက်လက်ပြီးသမရဟာစုံစမ်းစစ်ဆေးမှုရဲ့ရလဒ်ကိုစောင့်ကြည့်လို့ကြားစစ်ဆေးမှုရဲ့ပြောနေစိတ်ချရမှုအပေါ်မေးခွန်းတွေထွက်ပေါ်လာစေပါတယ်စုံစမ်းစစ်ဆေးတာဝန်ယူလုပ်ဆောင်နေတဲ့ဌာနရဲ့ခေါင်းဆောင်ကိုယ်တိုင်ကမြေတစ်ဖက်ဘက်ကိုစုံစမ်းစစ်ဆေးထောက်ခံတာဝန်ယူလုပ်ဆောင်နေတဲ့ဌာနရဲ့ခေါင်းဆောင်ပြီးသားဖြစ်နေချိန်မှာမြေတစ်ဖက်ဘက်ကိုရှင်းရှင်းလင်းလင်းထောက်ခံပြီးဆုံးဖြတ်ချက်တစ်ခုအဆုံးသတ်ရလဒ်ကို